အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မိတ်ဆွေတို့မသုံးရင်တော့လို့ဖြစ်ဖြစ်ချင်းတဲ့ Gmail အကောင့်တွေကိုဘယ်လိုဖြတ်ရမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အရင်ဦးဆုံးအနေနဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုဝင်လိုက်ပါဝင်ပြီးသွားလို့ရှိရင်ဒီပေါ်ညာဘက်ထောင်နာမှာရှိရဲ့အကောင့်လေးကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီလိုပေါ်လာပါလိမ့်မယ်ဒီလိုပေါ်လာရင်တော့ကိုဖြတ်ချင်တဲ့အကောင့်ကိုနှိပ်ပေးရပါမယ်နှိပ်ပြီးသွားလို့ရှိရင်ဒီပေါ်နာမှာရှိရဲ့ manage your Google account ဆိုတာဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ခုလိုပေါ်လာပြီပေါ့နော်ခုလိုပေါ်လာလို့ရှိရင် data privacy လေးကိုဝင်လိုက်ပါဝင်ပြီးသွားရင်အောက်ကိုတစ်ချက်ဆွဲချလိုက်မယ်ချပြီးလို့ရှိရင်ဟိုဒီနားမှာရှိရဲ့ delete your account ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါအခုလိုပေါ်လာပြီဆိုရင်တော့အောက်ဆုံးနားမှာရှိရဲ့အကွက်လေးနှုတ်ခွက်ကိုအမှန်ကြီးလေးနှိပ်ပြီးလိုက်ပါနှိပ်ပြီးသွားလို့ရှိရင် delete account ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ Gmail account ဖြတ်တာအောင်မြင်သွားပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဒီလိုဘူးတူတော့ရစီမှာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်